သိန်း1500မပေးနိုင်လို့ဝင်းနာဆုနဲ့လွဲရကြောင်းသတင်းထွက်လာခဲ့တဲ့ခင်ရတနာဆိုဒီနှစ်ရဲ့ Miss Universe မြန်မာ2025ပြိုင်ပွဲမှာခင်ရတနာဆိုကဝင်းနာဆုရမယ်လို့နာမည်ကြီးခဲ့ပေမဲ့လည်းတကယ်တော့မှတော့အလွဲကြီးလွဲသွားခဲ့ရတာပါ Final ပြိုင်ပွဲကျင်းပပြီးစီးချိန်မှာခင်ရတနာဆိုက Top 6အထိတောင်မဝင်ခဲ့ပဲ Top 10နဲ့သာချင်းနှက်လိုက်ရတာပါဒါကြောင့်မို့လဲခင်ရတနာဆိုအတွက်တော့အရန်ကိုဝမ်းနဲ့ကြေကွဲစရာတွေဖြစ်ခဲ့ရပါတယ်ဝင်းနာဆုကိုတော့ပြင်ဦးလွင်ကိုစားပြုအလှမယ်မြက်ရတနာဆိုကရရှိသွားခဲ့တာပါမြက်ရတနာဆိုရသွားတဲ့အတွက်လည်းပရိသတ်တချို့ကပါမချင်တတ်ကြပါဘူးဒါအပြင်ပြိုင်ပွဲပြီးပြီဆိုတာနဲ့ထုံးစံအတိုင်းတရဖူဈေးတွေကလည်းထွက်ရှိလာခဲ့ပါတယ်ဒီနှစ်ရဲ့ဝင်းနာဆုကိုကျပ်သိန်း1500လို့သတ်မှတ်ထားတာဆိုပြီးသတင်းပေးသူတချို့ကရှိလာခဲ့တာပါဒါကြောင့်မို့ခင်ရတနာဆိုကိုချစ်ခင်သူတွေကတော့ငွေကြေးအားနဲ့မရှင်နိုင်လို့အရှုံးပေးလိုက်ရပါတယ်ဆိုတဲ့လေသံတချို့ထွက်ချင်နေပါတယ်ဒီနှစ်မှာခင်ရတနာဆိုကပြိုင်ပွဲပြိုင်ဖို့သိန်း40သာရှိတာပါရှိတဲ့ပတ်စံကလည်းစပြိုင်တဲ့အချိန်မှအခိုးခံလိုက်ရပါတယ်ဒါကြောင့်မို့ခင်ရတနာဆိုကပြိုင်ပွဲကိုချွေတာပြီးပြိုင်ခဲ့ရတာပါဖိုင်နယ်ညမှာဝစ်ဖို့ဝစ်ဆောင်ကိုလည်းဒီဇိုင်နာတွေကစပွန်ဆာပေးထားတာပါဒါပေမဲ့လည်းတရဖူးရောင်းနေဆိုတာကောလာဟာလာသတင်းတွေသာဖြစ်ပြီးနှစ်တိုင်းလိုပြောနေကြစကားတွေသာဖြစ်ပါတယ်တက်သေးပြရလောက်တဲ့အထိလည်းအတိအကျထွက်လာတာမျိုးမရှိပါဘူးဝင်းနာဆိုရရှိသွားတဲ့မြက်ရတနာဆိုကအလှတရားနဲ့ပတ်သက်ရင်တော့ခင်ရတနာဆိုမရှင်နိုင်လောက်အထိလှနေကြတာပါခင်ရတနာဆိုမှမဟုတ်ပဲပြိုင်ပွဲဝင်တွေထဲမှာအလှဆုံးလို့တောင်ပြောလို့ရပါတယ်ပရိသတ်ကြီးရောခင်ရတနာဆိုကဘာကြောင့်ဝင်းနာဆုနဲ့လွဲသွားရတယ်လို့ထင်လဲဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ